Hello ဒီနေ့ကတော့ summer class ပြီးသွားပြီဆိုတော့မုံစားဖို့ထွက်လာရင်းနဲ့ ocean ရောက်ဖြစ်ခဲ့ပါတယ်ဒါကတော့ ocean ရဲ့ပေါ်ဆုံးထပ်မှာရှိရဲ City Esports ဆိုတဲ့ activity လုပ်တဲ့နေရာလေးပဲဖြစ်ပါတယ်သူ့မှာ game မျိုးစာ၄မျိုးလောက်ရှိရပေါ့နော်ဒါပေမဲ့ game တစ်ခုဆော့မယ်ဆိုရင်10မိနစ်ကို4000ပေးရပါတယ်ဒါမဲ့အဲ့ဒီတော့လူရှင်းနေတဲ့အတွက်ကြောင့်ဂိမ်းတစ်ခုကိုနိုင်ဝက်လောက်ပေးဆော့ခဲ့ပါတယ်ဒါကတော့ရွေးထားတဲ့ဂိမ်းတွေကိုဆော့ဖို့သွားနေရပါရှောက်လန်းကလှုပ်ထားတာတော်တော်လေးကိုမိုက်တာကြည့်စီအောင်လှနေရောပထမဆုံးမြားပြစ်တဲ့ဂိမ်းကိုရွေးခဲ့ပါတယ်အဲ့မှာသူပေးထားတဲ့မြားတွေကတော်တော်လေးကိုလေးပြီးတော့လေမိုက်လဲမိုက်တယ်ဒီလားပြစ်ရတာအဲ့အမကြီးတွေကလည်းဘလို့ဆော့ရလဲဆိုတာသင်ပေးပါတယ်ဒါပေမဲ့မြားတန်ဟာအရန်လေးရဲ့အတွက်ကြောင့်အချိန်တော့တော်တော်ယူလိုက်ရပါတယ်ဆုံးတော့များပြတ်တာထီသွားခဲ့ပါပြီဆရာကြီးဆိုင်နဲ့မြားပြစ်တာပေါ့နော်ဒါပေမဲ့အဲ့မြားကြွားနဲ့ကြားတဲ့မြားနဲ့ကိုယ့်ကိုပဲသွားထိုးလိုက်ပါတယ်Niceဒါကတော့နောက်ထပ်တစ်နေရာ post ပေးရနေရလို့ပြောရဲ dynamic post တဲ့အတော်ကြီးရတာတိလားသူ့ဟာလေသူ့ထဲကပုံတိုင်းလဲလိုက်လို့မရအောင်သူ့ကင်မရာမှာကိုရတိတိလေးဖြစ်နေရောလေဘလို့မှအဆင်မပြေဘူးဒါမဲ့try ကြည့်ကြဖို့အကြံပေးချင်ပါတယ်တော်တော်ကြီးရတာဒီတိုင်းလေးပဲရက်နေတော့မှလေးရှိနေရတယ်One eternity later ကိုစောခဲ့ရလေးကိုအမှ reset အနေနဲ့ပြန်ပြရဲပေါ့နော်တော်တော်လေးကိုရှိရတာဒါကတော့နောက်ထပ်တစ်နေရာ sling shot လို့ပြောရဲသူကကြတော့သူတို့ပေးထားတဲ့ဘောလုံးလေးတွေနဲ့ပေါ့နော်အဲ့မှာပြထားတဲ့အိမ်တွေကိုလိုက်ပြီးတော့ပြစ်ရတာပါဒါကတော့ summer class က classmate တွေနဲ့ happy walk သွားခဲ့တာပါပထမဆုံးတူလင်းနဲ့အတူတိုက်ကားစီးပါတယ်
ကြာတော့တူလေးနဲ့တူမိုးပြန်ရန်ထားစီရပါသူကတော့ဖုံးဖုံးကြမှာဆိုလို့မရိုင်းနဲ့ပြောရင်မဲကိုကတော့ရိုက်ခဲ့ပါတယ်ကြာတော့ classmate တွေနဲ့တရရထားစီရပေါ့နော်သူတို့ကမအော်ကြီးချမ်းလန့်ပြောရင်မဲ့သူတို့ရင်အော်ပါတယ်တရရထားစီးပြီးွားနဲ့ Fight the Movie တွားကြည့်ခဲ့ပါတယ်ကြာတော့ကလေးတွေနဲ့အတူပင်လယ်နှမြစီးခဲ့တာပါဗီဒီယိုကတော့တူလေးရိုက်ပေးထားတာပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲ stay safe ပါ